ကဲဟိုဘက်ရက်ကွက်မှာတော့မင်းအောင်လိုက်တမရဖြစ်သွားပြီပေါ့နော်မင်းအောင်လိုက်တမရဖြစ်သွားတဲ့အတွက်ဝမ်တာဂုံယူပါတယ်တို့ဘာလို့လုပ်နေကြပါဗျာအဲ့ဒီထဲကမှစစ်လော်ဘီတူဖြစ်တဲ့ဒီကြောင်စိုးကဘာပြောထားလဲဆိုတော့ပြည်သူတန်ပေါင်းများစွာကြီးဆန္ဒအရာတမရဖြစ်လာသည့်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုက်နဲ့မင်းအောင်လှိုင်ကိုတမရလောက်ပါဆိုပြီးအားပေးထောက်ခံနေတဲ့သူတွေကပြည်သူတွေကအများကြီးရှိတယ်ပေါ့ဗျာတန်ပေါင်းများစွာရှိတယ်ဆိုပြီးမှဗီဒီယိုဖိုင်လေးတစ်ဖိုင်တက်လာတော့တွေ့တယ်အဲ့ဒါကြောင့်ဒီကနေ့ကျွန်တော် reaction လေးလုပ်သွားမယ်ဗျာကျွန်တော်လည်းအတူတူကြည့်လိုက်ရအောင်အားလုံးမင်္ဂလာပါဗျာကျွန်တော်ကျော်စိုးပါပြည်ပမီဒီယာဖြစ်ပါတယ်ဗျာဒီကနေ့မလ30ရက်နေ့ဖြစ်ပါတယ်မလ30ရက်နေ့ကကျွန်တော်နိုင်ငံရဲ့မနေ့ကလို့ပြောမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့သမိုင်းဝင်နေ့ပါဒီကနေ့မှာပြည်သူ့လွှတ်တော်မျိုးသားလွှတ်တော်ပြီးတော့ကျွန်တော်တပ်မတော်သားလွှတ်တော်ကိုယ်စားအစုအဖွဲ့တွေကနေပြီးတော့ဒုသမ္မတတွေကိုတင်မြှောက်ခဲ့ကြပါတယ်ပြည်သူ့လွှတ်တော်မှာတော့ပြည်သူ့လွှတ်တော်ကိုယ်စားတွေကနေပြီးတော့လွှတ်တော်မှာကျွန်တော်တို့မဲပေးရွေးချယ်ပြီးတော့တက်ချုပ်ကြီးကိုဒုသမ္မတဖြစ်တင်မြှောက်ခဲ့ကြပါတယ်မြို့သားလွှတ်တော်မှာတော့မြို့သားလွှတ်တော်ကိုယ်စားတွေကနေပြီးတော့လွှတ်တော်တွင်မှာမဲပေးပြီးတော့နန်းနီနီအေးကိုဒုသမ္မတဖြစ်တင်မြှောက်ခဲ့ပါတယ်တပ်မတော်သားလွှတ်တော်ကိုယ်စားတွေကတော့ဦးညိုစောကိုဒုသမ္မတဖြစ်တင်မြှောက်ခဲ့ကြပါတယ်ပြည်သူတွေရဲ့ဆန္ဒပြည်သူဆန္ဒပြည်သူတန်ပေါင်းများစွာရဲ့ဆန္ဒကတက်ချုပ်ကြီးကိုသမ္မတဖြစ်မြင်ကျင်နေကြတာပါဒါပြည်သူတွေရဲ့ဆန္ဒငါတို့မဆောက်ပေါ့နော်ချက်ပြောရဲဆန္ဒပြည့်ပြီပေါ့ဗျာပြီးတော့ကျွန်တော်တို့ဦးညိုစောပါဦးညိုစောက2025ရွေးကောက်ပွဲမှာရန်ကုန်တိုင်းဒေသကြီးကိုကိုကျိုးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ဝင်ရောက်ရွေးချယ်ပြီးတော့ဒါလွှတ်တော်ကိုယ်စားလှယ်ဖြစ်လာခဲ့တယ်ပေါ့ဗျာလွှတ်တော်ကိုယ်စားလှယ်ဖြစ်လာခဲ့တယ်ဦးညိုစောရဲ့ဖြတ်တန်းမှုပေါ့ဦးညိုစောရဲ့ဖြတ်တန်းမှုနဲ့ပတ်သက်ရင်ဒါဦးညိုစောရဲ့မိတ်ဆွေတွေပေါ့မိတ်ဆွေတွေကဦးညိုစောကတည်ကြည်တယ်ပြတ်သားတယ်ရဲဝတ်တယ်လို့တော့မှတ်ချက်ပေးပါတယ်ဦးညိုစောကတက်မတော်မှာကျွန်တော်တို့ဗိုလ်ချုပ်ကြီးအဆင့်တာဝန်ထမ်းဆောင်ခဲ့ပါတယ် DSC အပတ်စဉ်23လို့ကျွန်တော်တို့သိရပါတယ်ဦးညိုစောရဲ့ဖြတ်တန်းမှုမှာဆိုရင်တက်မတော်မှာအရေးပါတဲ့အရေးကြီးတဲ့အကြောင်းကြီးတာဝန်တိုင်းမှုရာထူးစစ်ထောက်ချုပ်ရာထူးတွေကိုတာဝန်ထမ်းဆောင်ခဲ့ပါတယ်ပြီးတော့ကျွန်တော်တို့မြန်မာစီးပွားရေးကော်ပိုရေးရှင်းရဲ့ဥက္ကဋ္ဌတာဝန်တွေကိုတာဝန်ထမ်းဆောင်ခဲ့ပါတယ်တစ်ဖက်မှာတော့ကျွန်တော်တို့2021ကနေပြီးတော့ကျွန်တော်2025ကာလဖြတ်တန်းမှုပါဆိုရင်တော့ဒါနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရဲ့ဒါအကြံပေးပုဂ္ဂိုလ်ပြီးတော့ကျွန်တော်တို့ဒီမှာလည်းအစစ်စစ်တာဝန်တွေထမ်းဆောင်ခဲ့ပါတယ်ကျွန်တော်တို့ပြီးတော့နိုင်ငံတော်ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်စီရေးအတွေ့အကြုံနိုင်ငံရေးအတွေ့အကြုံဘာသာရေးအတွေ့အကြုံစီးပွားရေးအတွေ့အကြုံပေါင်းများစွာရှိတဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပါတယ်တနည်းအားဖြင့်ဦးညိုစောကဒါတက်ချုပ်ကြီးရဲ့လက်ယုံများထဲမှာလက်ယုံတစုပါလက်ယုံတစုဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံအတွက်အားကိုးရမယ့်ဒုသမ္မတတယောက်လည်းဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့နန်းနီနီအေးပါနန်းနီနီအေးကတော့ကျွန်တော်တို့လွတ်တော်အတွေ့အကြုံတွေရှိတဲ့လွတ်တော်ကိုယ်စားလို့ကျွန်တော်ပြောမှာဖြစ်ပါတယ်နန်းနီနီအေးကလွတ်တော်မှာတကယ်ကိုကျွန်တော်တို့အဆိုတွေမေးခွန်းတွေနဲ့ပတ်သက်ရင်ပြောင်ပြောင်းလွန်းတဲ့အမျိုးသမီးတူပါပြီးခဲ့တဲ့လွတ်တော်တွေမှာနန်းနီနီအေးရဲ့အဆိုတွေမေးခွန်းတွေနဲ့ပတ်သက်ရင်တော့သတင်းသမားတွေရဲ့တောက်လျှောက်စောင့်ကြည့်ခြင်းခံခဲ့ရတဲ့လွတ်တော်ကိုယ်စားလှယ်တယောက်ဖြစ်ခဲ့ပါတယ်ဒါလက်ရှိမှာတော့နန်းနီနီအေးကိုမြို့သားလွတ်တော်ကိုယ်စားလှယ်တွေကနေပြီးတော့ဒုသမ္မတဖြစ်တင်မြှောက်တဲ့အခါဒါမြန်မာနိုင်ငံမှာပထမဆုံးဒုသမ္မတဖြစ်လာမဲ့သူလို့ပြောမှာဖြစ်ပါတယ်မျိုးသမီးဒုသမ္မတပေါ့ဗျာမျိုးသမီးဒုသမ္မတဖြစ်လာမဲ့သူလို့ပြောမှာဖြစ်ပါတယ်တကယ်ကိုသမိုင်းဝင်ပါဒါလည်းကျွန်တော်နိုင်ငံအတွက်မှတ်တမ်းတစ်လို့ပြောမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ဒီဒုသမ္မတတွေကိုပေါ့ဒီဒုသမ္မတတွေကိုကျွန်တော်တို့လာမဲ့ဒီကြားထဲမှာတော့အစိမ့်လေးအနည်းငယ်တော့ရှိတယ်စီစီကော်မတီတော့ရှိတယ်လာမဲ့ကျွန်တော်တို့ဒီပြည်အောင်စုလွှတ်တော်မှာပြည်အောင်လွှတ်တော်ကျင်းပမယ်ပြည်အောင်လွှတ်တော်ကနေပြီးတော့ဒီကျွန်တော်ဒုသမ္မတ3ဦးကိုမဲပေးရွေးချယ်ကြမယ်မဲအများဆုံးရရှိတဲ့ဒုသမ္မတကသမ္မတဖြစ်မယ်ပြီးတော့ကျွန်တော်တို့ကျန်တဲ့2ဦးပေါ့ကျန်တဲ့2ဦးကတော့ဒ
ဒုသမ္မတတစ်ဖြစ်မယ်ဒုသမ္မတနှစ်ဖြစ်မယ်ကျွန်တော်တို့ဒီလွတ်တော်နိုင်ငံရေးကျွန်တော်တို့လွတ်တော်နိုင်ငံရေးကျွန်တော်တို့ကြည့်ရမယ်ဆိုရင်တက်ချုပ်ကြီးကသမ္မတတောင်းယူမယ်ပြီးတော့ကျွန်တော်တို့ဒုသမ္မတတစ်ကတော့ဦးညိုစောပါဒုသမ္မတနှစ်ကတော့နန်းနီနီအေးပါကျွန်တော်တို့ဒီလိုမျိုးဖြစ်လာမယ်လို့ကျွန်တော်တို့တွေ့ရပါတယ်လွတ်တော်ရဲ့အခင်းချင်းတွေ့ရပါတယ်တော့ကျွန်တော်ဒီသတင်းပြချုပ်ချင်တာကပြည်သူတွေရဲ့ဆန္ဒပြည်သူသားပေါင်းများစွာရဲ့ဆန္ဒကတက်ချုပ်ကြီးကိုသမ္မတဖြစ်မြင်ချင်ကြားချင်နေကြတာပါတကယ်ကိုရည်ရတဲ့စောက်ခွက်ထားပြောင်းလဲတော့ကျွန်တော်စိုးပါပြီနော်မင်းအောင်လိုင်ကိုအားပေးထောက်ကန်နေတဲ့အဲမှာပြည်သူကတန်းပေါင်းများစွာရှိတယ်ဆိုတော့ဟုတ်ပါမလားဘဏ္ဍတန်းအောင်ရှိတာပါလေတကယ်ကိုဟာတာပြောတဲ့ကောင်ဒီမေလို့ကကြော့ဆုံးကစောက်ချက်လည်းမရှိဘူးကောမင်းအောင်လိုင်ကိုအားပေးထောက်ခံနေတဲ့သူပြည်သူကတန်းပေါင်းများစွာမင်းအောင်လိုင်ကိုတမရလောက်ပါဆိုပြီးတန်းပေါင်းများစွာကထောက်ခံနေလို့မင်းအောင်လိုင်ကတမရလောက်ရမှာပါတဲ့နော်ဟာခမရတို့ဗျာနော်ဒီကောင်ပြောရည်ခမရတို့နားထောင်ပြီးခမရတို့ကျင်ထဲမှာဘယ်လိုများနေလဲပဲနော်တကယ်ကိုဟာတာလို့ဒီကြော်ဆုံးကဘောမတဲ့နေရာမှာတကယ်ကိုအကြီးစားဘောမရဲဆိုရင်လဲနော်ဘောမရဲဆိုတိတ်ခါလေးနဲ့မပါကွာမင်းဟာကြီးတစ်ဖက်စီးနီးကွာမင်းအောင်လည်းကိုအားပေးထောက်ခံနေတဲ့သူတွေထဲမှာတန်းပေါင်းများစွာဆိုတဲ့အထဲမှာဘာတွေလဲဘယ်ကတန်းနေခေါင်းကတန်းနေလားယင်မအိလို့ဒုက္ခပဲကွာဒီလွတ်တော်ထဲမှာလဲတမရဒုသမ္မတရွေးချယ်တဲ့နေရာမှာလဲစဉ်းစားကြည့်ဦးကွာမင်းအောင်လည်းမဲပြတ်တန်းနဲ့နိုင်တာအဲ့ဒါရစဉ်းစားကြရမလို့တော့ဘူးဗျာစဉ်းစားကြည့်အောင်လို့တော့ပြောစဉ်းစားကြမလို့တော့ဘာဖြစ်လို့လဲဆိုလွတ်တော်ထဲမှာအားလုံးကနော်စစ်ထွက်နဲ့စစ်သားတွေကြီးပဲစစ်ထွက်နဲ့စစ်သားတွေကြီးပဲဆိုဒါစဉ်းစားကြလည်းမလို့ဘူးတွေးကြလည်းမလို့တော့ဘူးနော်မင်းအောင်နိုင်နိုင်တယ်ဆိုတာဒါသူတို့ရဲ့ဒီဟိုဗါလဲဒေါ်တက်ခိုင်ပြောသွားတာပြီဒါကွင်းဒီဘောလုံးကွင်းမှာမင်းအောင်နိုင်ကဒိုင်လေဗျာမင်းအောင်နိုင်ရေးဆွဲတာဗျာနော်မင်းအောင်နိုင်လှုပ်ချင်သလိုလှုပ်မှာပေါ့ဒါကြအစတုန်းကလည်းတည်ပြီးသားပါနော်မင်းအောင်နိုင်ကတမနာဖြစ်နေနော်ဒုတမနာဦးညိုစောဆိုတာကလည်းမင်းအောင်နိုင်ရေးဆွဲရကရမယ်ရုပ်သေးရုပ်လေးဗျာသူကလည်းနော်စစ်အတွေ့အကြုံတွေရှိတယ်တခိုးအတွေ့အကြုံတွေရှိတယ်အတူတူပဲခိုးတာတွေဝတ်ထားတွေအတူတူပဲသူတို့ကအတွေ့အကြုံတွေအတူတူရှိတယ်ဒီကြော်စိုးပြောတဲ့အထဲမှာအဲ့ဒီကြော်စိုးပြောတဲ့စကားလုံးတွေကိုကျွန်တော်ပြောင်းပြန်ပြန်ခေါ်လိုက်နော်ပြောင်းပြန်ပြန်ခေါ်လိုက်ဒါသူတို့ရဲ့တရုပ်အမှန်ပဲနော်အခုလည်းပြည်သူတွေတန်းပေါင်းများစွာကမင်းအောင်လိုင်ကိုပြည်သူတွေတန်းပေါင်းများစွာရဲ့ဆန္ဒရမင်းအောင်လိုင်ကတမရလောက်ရမှာပါပဲမင်းအောင်လိုင်အင်တာဗျူးတွေမှာလည်းဖြေသွားတာရှိပါတယ်နော်ပြည်သူတွေရဲ့ဆန္ဒရတမရလောက်မယ်ဆိုရင်တော့ကျွန်တော်လောက်ရမှာပေါ့ဘာညာပေါ့ကွာဒါမျိုးတွေသူပြောထားတာရှိပါတယ်စောင့်ရှက်ကိုမရှိဘူးအစတုန်းကတိနေပြီးသားမင်းအောင်လိုင်တမရဖြစ်မယ်ဆိုတာလေဒီတက်တွင်းသတင်းတွေကလည်းပေါက်ကြားထားပြီးသားပဲနော်ပေါက်ကြားထားတာမဟုတ်ဘူးကွာအမှန်တော့သူတို့ပြန်လွှင့်လာတာမင်းအောင်လိုင်တမရဖြစ်မယ်တို့ဘာလို့သူတို့လွှင့်ခိုင်းထားတာနော်ဒါကဟိုပေါက်ကြားတဲ့သတင်းလို့ပြောလို့မရဘူးသူတို့လွှင့်လာတာနော်ပြည်သူတွေကိုမင်းအောင်လိုင်ကတမရဖြစ်မှာပါဆိုပြီးမှတစ်ခါတည်းကြိုပြင်ပြောထားတာဒီလွတ်တော်ရတက်တဲ့ဆိုတာကလည်းဟန်ရေးပြနော်ရွက်ကပွဲလောက်တဲ့ဆိုတာကလည်းဟန်ရေးပြနော်ဒီမေလိုရဲ့အကြံစီအားလုံးကတည်ပြီးသားနော်အမေတော်ဆန်းစွတ်ကြည်ချီမှာကျွန်တော်တမရလုတ်ခွင့်ပေးပါဆိုပြီးမှသွားတောင်းခံနေလို့ညာစောက်ခွက်ကနော်ဒီကစောက်ခွက်ပြောင်းတာလေနော်စောက်ခွက်ပြောင်းတာမင်းအောင်လိုင်အခုလည်းကြည့်မင်းအောင်လည်းဘောမနေတဲ့ဒီကြော်ဆူပြောတဲ့စကားပြည်သူတွေတန်းပေါင်းများစွာလေကွာအဲ့ဒါတကယ်ကိုရှက်စရာကြီးတာကွာဘယ်ပြည်သူတွေကမှလက်မခံဘူးလက်မခံလို့လည်းပြည်သူတွေကဆန္ဒပြတာအခုလို့တော်လှန်နေတာ PDF တွေပေါ်လာတယ်ဆိုတာကမင်းအောင်လိုင်ကိုတမရမလှုပ်စေချင်လို့ပေါ်လာတာမင်းအောင်လိုင်ကိုထောက်ခံနေတယ်ဆိုတာကလည်းဒီတက်ထဲမှာပဲရှိတယ်နော်ဘောမတွေပဲရှိတယ်နော်ပြည်သူစစ်တွေတော့မရှိဘူးမင်းအောင်လိုင်ကိုထောက်ခံနေတဲ့ထဲမှာဘောမတက်တိုက်ပဲရှိရဲ့နော်အများကြီးလည်းမပြောချင်ဘူးဒီကောင်ကြီးကတကယ်ဟိုဟာတာကြော်ဆိုးကတကယ်ဟိုဟာတာမလို့ကျွန်တော်ကမနေနိုင်မထိုင်နိုင်ဖြစ်လို့ဒီကောင်ရဲ့ဗီဒီယိုကို reaction လုပ်ပြီးတော့ကိုကျွန်တော်ကအခုလိုလေး share ချင်လို့အခုလိုလေးပြောချင်လို့ကိုကျွန်တော်ကဒီဗီဒီယိုလေးကိုလောက်လိုက်ခြင်းဖြစ်တယ်နော်ဒါကြောင့်စောက်ချက်မရှိတဲ့စောက်ခွက်တွေနဲ့ line ပေါ်မှာတက်လာတာကိုတကယ်ကိုကြက်တည်ကျုပ်လွန်းပါတယ်နော်ဒီလောက်ပဲကျွန်တော်ကတော့ပြောချင်တယ်ဗျာနော်စောက်ချက်မရှိတဲ့မျက်နှာမေလို့ကြော်ဆိုးဦးနော်ကိုမေကိုလို့နော်စောက်ချက်လည်းမရှိဘူးစကားပြောတာနော်โอเคဒီတော့ပဲဗျ